ဟုတ်ပြီဒီနေ့မှာတော့အပိုင်း7ပဲဖြစ်ပါတယ်တာတီကလာရမည့်အကြောင်းကိုဘာကြီးတန်ကြောင်အားပြပြလေသည်ဘာကြီးရဲ့နွားကိုကြောင်းဖို့နွားကြောင်းသားရှာနေတယ်ကြားလို့အဲ့ဒါသမီးတို့3ယောက်ကြောင်းလို့ရမလားလာမေးတာမင်းတို့ကနွားကြောင်းမယ်ဟုတ်လားဖြစ်ပါမလားဖြစ်ပါတယ်ဘာကြီးရဲ့တီချာကယူဆိုင်ပြီးကြောင်းမှမယ်စိတ်ချနွားကနည်းနည်းအိုးနေပြီးမှုပြောတာပါလာကြမင်းတို့ကိုလိုက်ပြမယ်။ဘာကြီးတန်ကြောင်ဒီကြပွေးတို့အားနွားတိတ်ကုတ်ရှိရာအိမ်နောက်ဘက်သို့ခေါ်သွားလေသည်။ကဲဒါဘာကြီးရဲ့နွားပဲနမရသားချောတဲ့။နွားအိုကြီးဖြစ်ရှာပါပြီကွာ။ဒီကောင်ကြီးရဲ့ကျေးဇူးဘာကြီးပေါ်မှာဘာကြီးရဲ့ပေါ်မှာကြီးလွန်းလို့ဘလောက်ပဲပြက်မြောင်းခဲ့ဘူး။တကယ်အားကိုးခဲ့တဲ့ကောင်ကြီးပါကွယ်။ဟုတ်ပြီဒီနေ့ကတော့အပိုင်း7ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်။